ကဲဒီနေ့မှာတော့မကြသေးခင်ကချင်းပြည်နယ်မင်းသက်မြို့နယ်မှာဖြစ်သွားခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုအကြောင်းကိုအချက်အလက်တွေနဲ့တကွအသေးစိတ်ပြောပြသွားချင်ပါတယ်။တတိယဒီမှာဘာတွေဖော်ပြထားလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြရအောင် ဆိုတော့ဒီတိုက်ခိုက်မှုရဲ့ထိခိုက်ဆုံးရှုံးမှုတွေကိုတန်းကြည့်လိုက်တာနဲ့ကနဦးသတင်းတွေအရဆိုရင်တိတ်ဆုံးသူ၄ဦးရှိခဲ့ပါတယ် ပြီးတော့နောက်ထပ်လူအယောက်20လောက်ကဒါယာရခဲ့တယ်လို့သိရတယ်။ဒါကတော့အဓိကကြတဲ့ကိန်းဂဏန်းတွေပေါ့ ဟုတ်ပြီဒီကိန်းကနန်းလေးကိုတီးပြီးဆိုတော့အဖြစ်ဖြစ်ကိုဖျန်သွားကြည့်ကြအောင်အောက်တိုဘာလ10ရက်နေ့ညကဘာတီးတီးကြကြဖြစ်ခဲ့တာလဲအသေးစိတ်ကိုစက်ကြည့်ကြမယ်လေ အဲ့ဒီတော့သတင်းတွေရဆိုရင်ဒီဖြစ်စဉ်ကအောက်တိုဘာ10ရက်နေ့ည9နာရီဝန်းကျင်မှာဖြစ်ခဲ့တာကောစစ်ကောင်စီရဲ့လေရင်ကနေပြီးတော့မင်းကတ်မွန်နယ်ကရွာနဲ့ရွာဖြစ်တဲ့ထင်ချောင်းရွာနဲ့ဝမာတူးရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားတယ် ဒါပေမဲ့အဲ့ဒီထိခိုက်သေးဆုံးလူတွေကဘသူတွေလဲဒီတိုက်ခိုက်မှုကဒေတာခန့်တွေပေါ်ဘယ်လိုမျိုးတိုက်ရဲ့တက်ရောက်မှုတွေရှိခဲ့လဲဒီအကြောင်းကိုဆက်ပြီးအနီးကပ်လေ့လာကြည့်ကြရအောင် ။သေဆုံးသူတွေနဲ့ပတ်သက်ပြီးသတင်းတွေမှာဖော်ပြထားတာကတော့အသက်ဆုံးရှုံးခဲ့ရတဲ့၄ယောက်ချင်းမှာထင်းချောင်းယောက်ကចောင်းသားအရွယ်ကလေး3ဦးပါဝင်ပြီးတော့နောက်တစ်ယောက်ကတော့မတန်ဆွဲအမျိုးသမီး2ဦးဖြစ်တယ်လို့ဆိုပါတယ် အဲ့ဒီနေရာကအခြေအနေကိုပိုပြီးနားလည်နိုင်ဖို့ဒေတာကန်တို့ရဲ့ပြောစကားကိုတစ်ချက်ကြည့်ကြအောင်ဒီစကားတွေကဖြည်းဖြည်းနောက်ပိုင်းအခြေအနေကိုပိုပြီးမြင်ထားစေတယ်ပေါ့ထိခိုက်ဒဏ်ရာရတဲ့သူတွေအကြောင်းပြောထားတဲ့အပြင်ကျောင်းပါပျက်စီးသွားတယ်ဆိုတဲ့အချက်ကိုပါထည့်ပြောထားတာတွေ့ရမှာပါ အဲ့ဒီတော့မေးစရာမေးခွန်းတစ်ခုရှိလာလေဘာဖြစ်လို့ကလေးတွေနဲ့ရက်သားတွေဒီလောက်ထိထိခိုက်ခဲ့ရတာလဲတိုက်ခိုက်မှုရဲ့ပြိမက်ကအတီးအကျဘေးနေရာဖြစ်နေလို့လေစက်ကြည့်ကြရအောင် ဟုတ်ကဲ့သတင်းတွေအရာပြမကပေါ်တာဆောင်တစ်ခုလို့ဆိုပါတယ်အဲ့ဒီဆောင်ကလေထင်ချောင်းရာက RC Christian ဖျားကျောင်းဝင်းထင်းပါရှိနေတာပါပြောရရင်တော့ကျောင်းသားတွေစုပြီးနေထိုင်ကြရဲ့နေရာတစ်ခုပေါ့ ဒီနေရာမှာအဖြစ်ဖြစ်ကိုပိုဆိုးဝါးစေတဲ့အချက်ကတော့အချိန်ကြိုက်ပါပဲတိုက်ခိုက်မှုကညပိုင်းကလေးတွေစားချက်နေတဲ့အချိန်မှာဖြစ်သွားခဲ့လာပါဒီအချက်ကြောင့်ပဲထိခိုက်တဲ့ဆုံးမှုတွေပိုများခဲ့ရတယ်လို့ဒေသခံတွေကပြောကြောင်းသတင်းတွေမှာဖော်ပြထားပါတယ် ဒါပေမဲ့သတင်းမြစ်တွေရတော့ဒီတိုက်ခိုက်မှုကဒီချဖြစ်စဉ်တစ်ခုတည်းတော့မဟုတ်ဘူးလို့ဆိုပါရဲ့ဒီဖြစ်ပျက်ကိုပိုပြီးကျေပြန့်တဲ့အခြေအနေတစ်ခုတည်းမှာထည့်ပြီးစဉ်းစားဖို့လိုတယ်လို့ပြောနိုင်ပါရဲ့ သတင်းမှာသုံးနှုန်းထားတဲ့အဓိကစကားလုံးတစ်ခုကတော့အကြောင်းမဲ့ဘုံကျဲတိုက်ခိုက်မှုတွေဆိုတာပါပဲ။မင်းတပ်မြို့နယ်မှာဒီနေ့အတွက်ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏဖြစ်နေတယ်လို့ဆိုပါတယ်။ဆိုလိုတာကတိုက်ပွဲဖြစ်တာမျိုးမရှိပဲအရသားနေရာတွေကိုဖိမှတ်ထားတိုက်ခိုက်တာကိုရည်ညွှန်းတာပါ။ အဲ့ဒီတော့ဒီလိုတိုက်ခိုက်မှုတွေရဲ့ကျဲပြန့်တဲ့အကျိုးတရားမှုတွေကိုအချင်းချုပ်ကြည့်လိုက်ရင်ဒီနှစ်ထဲမှာတိုက်ခိုက်မှုတွေကထက်ခါတလဲလဲဖြစ်နေလေအရက်သားတွေလည်းဆက်ပြီးထိခိုက်သေးဆုံးနေရတယ်ပြီးတော့လူနေဆောင်တွေအများများလည်းပစ္စည်းခဲ့ရတယ်လို့သိရတယ် ဒီအကြောင်းအရာကိုအဆုံးမသက်ခင်မှာစဉ်းစားစရာမိကွန်းတစ်ခုလည်းအဆုံးသက်ချင်ပါတယ်ဒီလိုမျိုးအရက်သားတွေအထူးသဖြင့်ခလေးသူငယ်တွေထိခိုက်နေနာတဲ့အခါမှာဘလို့နောက်ဆက်တွဲကျိုးဆက်တွေဖြစ်လာနိုင်မလဲ